ကိုယ်စိတ်ကိုယ်စိတ်သူများစိတ်မစိတ်နဲ့ မှန်ပါ သူများစိတ်သူများဘာလဲဘာလဲကိုယ်လည်းမသိလည်းမသိပဲနဲ့ မှန်ပါ နော်ကိုယ်စိတ်ကိုယ်စိတ်သိရ မှန်ပါ မစိတ်ကြနဲ့သူများစိတ်ကို မှန်ပါ နော်သူများဘာလုပ်နေသူများလုပ်လူများတတ်သူဘာလူသူတတ်တော့တကိုးမခံရပဲသူတတ်တာသူခံပေါ့ မှ ဗျာ န်ပါ သူဆဲတာသူခံ မှန်ပါ သူများခဲပေါက်တာသူခံ မှန်ပါ သူများအတင်းပြောတာသူခံ မှန်ပါ ကိုကလည်းဘာမှမပြောနဲ့သူကသူ့ကံနဲ့သူသွားလိမ့်မယ် မှန်ပါဗျာ သူ့ကံနဲ့သူသွားလို့ဘကိုးရောက်ကိုယ်လည်းမဆိုင်ဘူး မဆိုင်ပါဗျာ နော်ဘာမှမဆိုင်ဘူး မှန်ပါ အဲ့တော့တကကြီးသူ့ကံနဲ့သူဖြစ်တဲ့ဥစ္စာကိုအပေါ်ကကြောက်တုံးကြီးလို့ပေါ့တကကြီး မှန်ပါ တောင်ပေါ်မှာကြောက်တုံးကြီးရှိတယ်မဟုတ်လား ရှိပါတယ်ဗျာ ကြောက်တုံးကြီးကလည်းတောင်ကဘာပေါ်နဲ့ရက် ရက်နေပါ အစွန်းလေးကဖြစ်ပြီးတော့တင်းနေတယ် မှန်ပါဗျာ လေကလာရောတကကြီး မှန်ပါဗျာ လေလာလိုက်လို့ရှိရင်ကိုကဒီကြောက်တုံးကြီးသွားဆွဲလိုက်လို့ရှိရင်ကြောက်တုံးကြီးနိုင်ပါမလား မနိုင်ပါဗျာ မနိုင်တဲ့အတူတူတကကြီးလေလာတဲ့ဥစ္စာကိုမထိုးတော့ဘူးတကံလာချလိုက် မှန်ပါသူ့ကန်ချလိုက်ပါ သူ့ကံနဲ့သူချတာကိုနဲ့ဘာဆိုင် ကိုနဲ့မဆိုင်ပါ ကံလာချလိုက် မှန်ပါဗျာ နော် မှန်ပါ ဘာလုံနေကိုနဲ့မဆိုင်ဘူး မဆိုင်ပါဗျာ ဆိုင်တယ်လို့ထင်တယ်လို့သူများအကြောင်းပြောနေကိုရောချ ကိုပါရောခံရပါ အဲ့တော့မထိုးဘူးလေလာတဲ့ဥစ္စာကိုကြောက်တုံးကြီးကတောင်ပေါ်တောင်ထိပ်ကကြောက်တုံးကြီးဟာလေလာလို့လိမ့်ကြမယ်ဥစ္စာကိုအဲ့တော့မထိုးဘူးကံလာချလိုက်တော့မထိုးတော့ မှန်ပါသူ့ကန်နဲ့သူပါ ကိုကမဲမဆွဲနဲ့ဆွဲလိုက်ရင်ကိုပါပါသွားမယ် ပါပါပါ အဲ့တော့သူများအတင်းပြောရင်ကိုကရောမပြောနဲ့ မှန်ပါ အဲ့ဒါကြောက်တုံးကြီးလိုက်ဆွဲတာ မှန်ပါကိုပါရောခံရပါ ကိုပါရောခံရ မှန်ပါဗျာ အဲ့တော့မခံရနဲ့လေလာလို့တိုက်တဲ့ကြောက်တုံးကြီးကလိမ့်ပြီးတောက်အောင်ကြပါပဲကြမယ်အတူတူတော့မထိုးဘူးကာလာချလိုက်တော့ သူ့ကန်နဲ့သူပါ သူ့ကံနဲ့သူပြောတာပါ မှန်ပါဗျာ သူ့ကံလာချလိုက် မှန်ပါဗျာ တဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်